တင်များလို့ကွဲတော့နေပြီးတော့အစိုးရအကောင်းရပါပေါ့ဒီချက်ချင်းလာလဲနဲ့ပေါက်သွားဆိုတော့မမကွဲကရင်3000တန်မိုးရှိတယ်ဘလောင်မပါခဲချစ်ကဆမ်းမဲကြီးမှာအမြင့်ဆုံးစုဖြစ်တဲ့ iPhone 17 Pro Max ကိုကန်ထူထားတဲ့ကန်ထူးရှင်ရှိကိုတွားရောက်မှာပဲဖြစ်ပါတယ်ရှင်အခုကတော့ကန်ထူးရှင်ရှိရဲ့85လမ်း Anyco ရဲ့ Remix Corner ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ကန်ထူးရှင်နဲ့ရောက်နေပြီဆိုတော့ဆုတောင်းပေးလိုက်ပါအောင်မယ်ရှင်နာ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 မင်္ဂလာပါခင်ဗျအခုလိုမျိုးမမ်ကွဲကရင်နဲ့အမြင့်ဆုံးစုဖြစ်တဲ့ iPhone စုရုပ်ကန်ထူကတော့ဘယ်လိုလေးများခံစားရလဲရှင်စားတော့မတင်တာပေါ့အကောင်းလည်းမပေါက်ဘူးလို့မျိုးလေပြောတာဆက်စားချင်တော့မယုံနိုင်ဘူးဘယ်ဖုန်းမျိုးစားလေးကိုမမ်ကွဲကရင်နဲ့များကန်ထူတော့ရလဲရှင်16 Pro Max ကိုခိုင်းဟုတ်ကဲ့ပါရှင်ဟုတ်အခုလိုမျိုးအမြင့်ဆုံးစုကြီးပေါ့နော် iPhone စုကြီးကိုပေါက်သွားတာဆိုတော့အခုကိုယ်တိုင်သုံးပါလားဒါမှမဟုတ်လို့ရှိရင်အခြားတစ်ယောက်ကိုလက်ဆောင်ပေးမှာလားရှင်ကတော့ကျွန်တော်မှရှိရဆိုတော့လက်ဆောင်ပေးဖို့ပဲဖြစ်မှာပါအခုမမကွဲကတ်တာအခုဖုန်းမှန်လေးကွဲနေလို့လာကတ်တာလားဒါမှမဟုတ်လို့ရှိရင်ပေါ့နော်ဆိုင်မှာခဲချစ်ကန်ဆယ်မလေးရှိရအောင်ဒီလိုကန်ဆယ်ရှင်တို့များလာရကတ်တာလားရှင်အမှန်တိုင်းပြောရရင်တော့ကျွန်တော်ဒီဖုန်းကဆိုင်မှာကလေးတွေလေး TikTok ဆော့ပေးဖို့ဆိုပေးလိုက်နေသူကလက်ထက်ကလွတ်ကြပါလွတ်ကြတော့ကွဲတော့မှန်ကွဲရတဲ့အဲ့ညမှာလည်းစိတ်ကလည်းကတိကောက်ဖြစ်နေချက်ချင်းပဲလာကတ်လိုက်တာဒီမှာလာကတ်ဒီမှာဟိုပေါ့ promotion ရှိမှလည်းမသိဘူးပေါ့အဲ့နဲ့ရွေးနဲ့အဲ့ဆိုရင်ဒီကပဲကတ်လိုက်တော့မယ်ဆိုပြီးတော့ဒီ Remix ကပဲယူလိုက်တာဟုတ်ကဲ့ပါရှင်ကိုဟုတ်ဒီတိုင်းကတော့တန်မိုးရှိတယ်ဘလောင်မပါခဲချစ်ကန်ဆယ်မဲကြီးကအော်တိုဘာလ15ရက်နေ့ထိရှိနေမှာဖြစ်လို့နီးစပ်ရာ Remix Corner Remix Dealer နဲ့ Remix Brand Shop တွေမှာလာရောက်ကန်ဆယ်ရင်းနဲ့စုကြည်တွေကိုကန်ထူးနိုင်မှုဖိတ်ခေါ်လိုက်ပါတယ်ရှင်